မင်္ဂလာပါတသားတို့မိမိတို့ရေဒီတစ်ပတ်မှာတော့တီတော့ကဖိုးစောရဲ့ပုံမြင်လေးဖြစ်တဲ့တစ်ပင်ဖောက်တဲ့တစ်တောင်ငံဆိုတဲ့ပုံမြင်လေးကိုရွေးချယ်ထားပါတယ်။နောက်ထောင်ကြည့်ကြမယ်နော်။မမေဒီစာအုပ်ထဲမှာငှက်ကလေးကတစ်ပင်ကိုတွန်းလှုပ်တင်းနဲ့ထိုးနေတယ်။အဲ့ဒါဘာငှက်လေးလဲယင်။အော်ဒီငှက်လား။အဲ့ဒီငှက်ကိုတစ်တောင်ငံလို့ခေါ်တယ်တာရဲ့တစ်တောင်ငံကအကောင်သေးသေးလေးဒါပေမဲ့သူ့နှုတ်သီးကတော့မာသလားမမီးနဲ့အဲ့ဒီနှုတ်သီးမလေးတွေကိုတုံးပြီးတစ်ပင်တွေကိုထွေးနေတာလေအဲ့ဒီလိုတစ်ပင်တွေကိုဖောက်နေတဲ့အတန်ကတောက်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 နေပေါ့ဟိုးအဝေးကြီးကနေအဲ့ဒီအတန်ကိုကြားရတယ်တဲ့တသားကြီးလာလို့တောထဲကိုသွားတဲ့အခါအဲ့ဒီလိုမျိုးတောက်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 နဲ့အတန်ကြားရင်အဲ့ဒါတစ်တောက်ငှက်ရဲ့အတန်ပဲလို့မှတ်ထားရမယ်နော်ဟုတ်ကဲ့မမီဒါနဲ့အဲ့ဒီတစ်တောက်ငှက်ကဘာလို့တစ်ပင်တွေကိုတုံးနှုတ်ပြီးမနဲ့ဖောက်နေရလဲသူတို့ကတစ်ပင်အခောက်တွေတဲကဟိုမွားအကောင်ပလောင်လေးတွေကိုစားဖို့လေတောက်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 နဲ့တစ်ပင်တွေကိုဖောက်တယ်အဲ့ဒါမှမဟုတ်လေသူတို့နေဖို့အတွက်တစ်ပင်တွေကိုဖောက်တယ်တစ်ပင်မှမဟုတ်ဘူးအပင်တွေတိုင်တွေမြင်ရင်ဖောက်ချင်စိတ်ကများနေတော့တခါတလေတယ်လီဖုန်းတိုင်ကိုတောင်မှဖောက်ထွင်းလို့ရလိမ့်မယ်အထင်နဲ့ထိုးစွာကြည့်ကြသေးတာမမီတက်တောင်းကလေးတွေကသေးတယ်ဆိုတော့ဘလောက်သေးရလဲယင်တစ်တောင်ငှက်တွေကအရွယ်အမျိုးမျိုးရှိတယ်သားရဲ့များသောအားဖြင့်6လက်မကနေ10လက်မပေါ့အရှိတောင်အာရှမှာတွေ့တတ်တဲ့တချို့ငှက်မျိုးတွေကြတော့လက်မ20ထိရှိတယ်လို့ကြားမှုတယ်တစ်တောင်ငှက်ရဲ့အယောင်အယုံကြီးမမေအယောင်ကြတော့လေအမျိုးမျိုးပါပဲဖြူရောအနက်ရောအနီရောအယောင်တွေကိုစုံရတဲ့အထဲရွှေရောင်တက်တောက်ငှက်ကလေးတွေကတော့ငွေရောက်ရင်ခရမ်းရောင်ပြောင်းသွားတာဟင်ရွှေရောင်ကနေခရမ်းရောင်ပြောင်းသွားတယ်ဟုတ်လားမမေဘာဖြစ်လို့လဲယင်မမေဘာဖြစ်လို့တော့ဆိုတော့အဲ့ဒီအချိန်သူတို့ကငွေဒီအရိုင်းတွေကိုစားကြတာလေညနာမှာအဲ့ဒီအသီးတွေရဲ့ခရမ်းရောင်အရည်တွေပေးနေတော့သူတို့လည်းခရမ်းရောင်ပြောင်းကုန်ကြတာပေါ့သူတို့ကຫນွေသီးပဲစားရလားမမေຫນွေသီးပဲစားတာမဟုတ်ဘူးတာရဲ့ပိုးကောင်လေးတွေကိုလည်းရှာနဲ့ဖမ်းပြီးစားသေးတယ်ညာတော့အဖြစ်တော့တစ်ပင်တွေကြားမှာနေပြီးပိုးကောင်တွေရှာစားနေကြတာပါတချို့အကောင်တွေကတစ်ခေါက်အစအနတွေတစ်သီးတွေကိုလည်းစားကြတာပေါ့တစ်တောင်ငှက်တွေအားလုံးရဲ့နှုတ်သီးလေးတွေကချွန်ချွန်လေးတွေကြီးပဲနှုတ်သီးကချွန်ထက်နေတော့တစ်ပင်ပင်စီတွေတစ်သားတွေကိုဖောက်လို့ကောင်းနေတာပေါ့ဒါတွေဘဲကမလဲသူတို့ရှာကရှည်လဲရှည်တယ်စီးလဲစီးသေးတာစီးတယ်ဆိုတာရောတသားသိလားသမင်းစီလေးကိုလက်ကလေးနဲ့ညှစ်လိုက်ရင်လက်မှာစီးကက်ကလေးဖြစ်သွားတယ်မဟုတ်လားအဲ့ဒီလိုစီးကက်တာကိုစီးတယ်လို့ပြောတာတစ်တောင်ငှက်တွေမှာ4လက်မလောက်အထိရှည်တဲ့ရှာနဲ့ငှက်တွေရှိတယ်ဒီတော့ပိုးကောင်လေးတွေကိုရှာနဲ့လှမ်းဖမ်းစားလို့လွယ်တာပေါ့မစားတဲ့အချိန်မှာတော့သူတို့ဦးကောင်းခွန်ထဲမှာရှာကိုခွေပြီးသိမ်းထားတတ်ကြတယ်ထိုးကြတာနောက်တစ်ခုကသူတို့နှာခေါင်းပေါ်မှာအမွှေးထူထူလေးတွေဖုံးနေတာပဲအဲ့ဒီအမွှေးလေးတွေရှိတော့တစ်သားကထွက်လာတဲ့အငုံတွေအစအနတွေနှာခေါင်းထဲကိုမဝင်တော့ဘူးပေါ့မမေဒီပုံကလေတစ်တောင်ငှက်ရဲ့ခြေထောက်လေးကိုပြထားတယ်သူတို့ခြေထောက်လေးတွေကတစ်မျိုးပဲနော်ဟုတ်တယ်တာရဲ့သူတို့ခြေထောက်လေးတွေကထူးခြားတယ်ဒီပုံမှာကြည့်တွေ့လားတသားရှေ့လှည့်နေတာက2ချောင်းနောက်လှည့်နေတာက2ချောင်း
အဲ့ဒီလိုခြေထောက်ကရှေ့နဲ့နောက်ကိုမတူပဲလှည့်နေတော့တစ်ကိုင်းတွေပေါ်ဘေးတိုင်းမမတ်ပုတ်ထားခြင်းတဲ့အခါဟန်ကိုကြလို့အဲ့ဒီခြေချောင်းတွေရဲ့အမီးပိုင်းကအတောင်မမာတွေရဲ့အဲ့ဓာတွေကိုအားကိုးနဲ့တက်ကြတာနောက်တစ်တောင်းနဲ့တစ်မျိုးကတော့ခြေသုံးချောင်းပဲပါတယ်အပင်တွေကိုတက်တဲ့အခါတခြားငှက်တွေလောက်မစွမ်းတော့ဘူးပေါ့မမေတစ်တောင်းငှက်တွေကဘယ်နှမျိုးလောက်ရှိရလဲတစ်တောင်းငှက်မျိုးတွေကဘယ်နဲ့မလဲအမျိုးပေါင်း180လောက်ရှိတဲ့သူတို့ကိုယ်ခန္ဓာဖွဲ့စည်းပုံကိုကြည့်ပြီးတော့တစ်တောင်းငှက်ကိုအမည်ပေးတတ်ကြတယ်တဲ့စင်စွဲနှုတ်သီးတစ်တောင်းငှက်တဲ့ခြေသုံးချောင်းတစ်တောင်းငှက်တဲ့အသွင်အပြင်ကိုခွဲခြားပြီးခေါ်ကြတာဆိုတော့ဘယ်ဟာကဘယ်အကောင်ဆိုတာပြောဖို့လွယ်ပါတယ်တစ်တောင်းငှက်တွေကိုကမ္ဘာအနှံ့အများကြီးတွေ့နိုင်တာတော့တစ်တောင်းငှက်ကောင်ကြီးဘယ်လောက်ရှိတယ်ဆိုတာကိုတိတိကျကျပြောလို့တော့မရဘူးပေါ့သားရဲ့တစ်တောင်းငှက်ကလေးတွေရဲ့အတန်ကရောဘယ်လိုမျိုးလဲမမေတစ်တောင်းငှက်တွေကတချို့ငှက်တွေလို့ပြေးဆူတတ်တဲ့ငှက်တွေတော့မဟုတ်ဘူးကွာသူတို့အတန်ကပြည့်ကြည်မြည်တဲ့လောက်ပဲအနေနဲ့ကြုံရင်အချက်ပေးတယ်လောက်ပဲလောက်တတ်တာပုံမှန်ထက်အတန်ကြဲကြဲပေးပြီးဆက်သွယ်ခြင်းနှုတ်သီးကိုပဲအားကိုးရတာ哦တစ်ပင်တွေတစ်တုံးတွေမိခိုးခေါင်းနိုင်တွေရေတလျှောက်တွေတွတ်မိုးတွေကိုနှုတ်သီးနဲ့ခောက်ပြီး drum တီးတယ်လို့လောက်တာပေါ့တကောင်နဲ့တကောင်မိတ်လိုက်ခြင်းတဲ့အခါအဲ့ဒီလိုပဲဆူဆူညံညံအတန်တွေလှုပ်ပြီးတော့အချက်ပေးကြတဲ့နောက်ပြီးနယ်မြေအစ်စ်တစ်ခုခုတည်းရောက်သွားပြီဆိုရင်လေအဲ့ဒီနယ်မြေကိုသူပိုင်နေဆိုတာကိုတခြားအကောင်တွေသိထားအောင်လို့ drum ဆရာလုံနေပြန်ရောတဲ့သားကြီးအဲ့ဒီလိုအတိုက်တွေတူးတဲ့အချိန်အတန်တွေညံနေအောင်လုပ်တဲ့အချိန်ဆိုရင်တစ်စက္ကန့်ကိုအကျိန်20လောက်အတန်လုံနိုင်နေဆိုပဲဒီနေ့လုံးဆိုရင်အကျိန်8000ကနေ12000လောက်ထိတောက်တောက်လုံနေကြကြတဲ့ဟဲ့အဲ့ဒီလိုနှုတ်သီးနဲ့တောက်တောက်လုံနေတော့သူတို့ခေါင်းတွေနဲ့နှုတ်သီးတွေကမနာဘူးလားမမေနှုတ်သီးတုံးပြီးတောက်တောက်လုံနေပြီပဲခေါင်းမကိုက်ခေါင်းမနာဘူးသားရဲ့ဘာဖြစ်လို့လဲဆိုတော့သူတို့ဦးခေါင်းပုံကထူးခြားတာကိုအုံနောက်ကိုမထိအောင်ဂျားထဲမှာအသားပြော့တွေခံထားတာတဲ့ဒါကလည်းနှုတ်သီးကိုတုံးပြီးခပ်ပြင်းပြင်းထိုးတဲ့ရိုက်တဲ့အခါမှာပြောတာပါမှန်သားတွေကိုအမှတ်တမဲ့နဲ့တွားဝင်တိုက်မိမယ်ဆိုရင်တော့တခြားငှက်တွေလိုပဲသူတို့လည်းသိတတ်တာပါပဲအခုခေတ်မှာတစ်ပင်တွေကိုခုတ်ပြီးမြို့တွေတည်နေကြတော့တောထဲမှာတစ်ပင်တွေငင်းလာတာပေါ့ဒီတော့တစ်တောင်းငှက်တွေအတွက်ပြိုစရာမကောင်းတော့ဘူးပေါ့နေစရာရှားလာတဲ့အပြင်စားစရာပိုးမွားလည်းရှားလာတာဘူးဒီကြားထဲတောမီးတွေလောင်လို့လည်းနေစရာပျောက်တတ်သေးတယ်တစ်တောင်းငှက်ကလေးတွေရဲ့ရှေ့ရမလွယ်ပါဘူးကွယ်ကဲကစားတို့မိမိတို့ရေပို့ပို့စောရဲ့တစ်တောင်းငှက်ပုံမြင်လေးကဒီမှာပဲပြီးသွားပါပြီလောက်ကြနေတိုင်းတီတီကျော်ရဲ့ပုံမြင်လေးနားထောင်ခြင်းနဲ့ဆိုရင်တော့ channel လေးကို subscribe လုပ်ထားဖို့မမေ့ညောင်းเนาะGood night